ကမင်းကနှစ်တက်ယူပါဗောနော်ကျိုးနဲ့ချောင်းနဲ့ကိုဖမ်းမှာခဲညင်မဆိုင်တော့သူများဖမ်းတာအလဲကောင်းလားမသိပါဘူးခဲညင်ဖမ်းဣသရေလမှာရှိတဲ့အလဲခဲညင်ဖမ်းတကားဒပလဲဝင်ရအမတော်မြင့်နေပါရဒီမှာအကြီးကင်းကြီးနေစားတယ်အားဒီဘေးရက်တွေချိုးလို့ရအောင်ဒီအောက်ကကြီးကဖြတ်ပြရအောင်ဒီအသီးတွေကမဖြတ်ဘူးဖြတ်ဘာမှလုပ်ဆောင်လို့အပင်ကဒီလောက်ရောက်ပြီဆိုတော့နည်းနည်းတော့ဒီအတက်လေးဟိုဒီရွယ်လေးဖယ်ပြီးရှိဒါကဖြတ်ပြန်လို့ပါဒါတော့ကျေတယ်ကျိုးဘေးရက်လို့ဖြတ်ဘေးရက်ဖယ်ပြီးညွန့်မယ်ညောင်းတော့မဝင်လာရွက်ချွေတော့ရှယ်ချွေရမှာနော်အောက်ကရွက်ချွေရဒါပေမဲ့ဟို cherry သီးဆိုလို့ရှိရင်တော့အများအားချွေရပါဒီကောင်ကတော့လုံးမရှိတဲ့ခါလောက်မှချွေဒီကောင်အကြီးမျိုးလားဟိုပါဘောအဝတ်နီလို့ခေါ်ဟိုအလုံးကြီးလည်းမဟုတ်လေနည်းနည်းလေးဟိုဖြစ်တယ်ချိုးဒီကမင်းကနှစ်တက်ယူပါဗောနော်ကျိုးနဲ့ချောင်းနဲ့ကိုဖမ်းမှာခဲညင်မဆိုင်တော့သူများဖမ်းတာကျိုးကနှစ်ချောင်းနဲ့အောက်ကကျိုးကဘာနဲ့စိုက်တာကျိုးအောက်ကတန်ကြောင်းနဲ့စိုက်တာဟုတ်ပါဘူးလို့ပါဘာမှမလုပ်ဘောအပင်အောက်ပင်ကြီးချီတော့နော်အဲ့မှာတက်ယူကလေးနဲ့အဲ့ဒါမင်းဟိုဘက်ပန်းစုံတူကြည့်တာတော့ဆေးချမ်းနေဝင်လို့ရမယ်တက်ယူတက်ဆိုတော့ရအောင်ဒီဒါလေးလိုလေးဒါညွတ်လိန်တာဗောနော်အပြင်ဒီပြေးတဲ့လူဖယ်တယ်ညဘယ်ဒီတက်တွေဖယ်ရတယ်အေးပေါ့ဒီလိုချားရတယ်ဒီကောင်ဖယ်အဲ့ဒါတချို့ဟိုလိုပြောမလဲစလောက်ခါစားကောဟိုလိုသမားတစ်တွေဆိုတော့မဖယ်ခိုင်းဘာလို့လဲမတော်လို့လိုလိန်နဲ့ဒါကျိုးသွားမှာပေါ်ကျိုးပါရင်တော့အပြင်ထက်မတက်တာဒီဟာလေးဖယ်ကောင်းနေပါဒီအတက်တွေဒီမှာလေအတက်တွေချိုးနေအဲ့တော့ပိုက်ပြပြပြန်လောက်လိုက်တယ်ဒီမှာဒါဆိုလို့ရှိရင်ဝယ်ရတာပဲဒီဥစ္စာနောက်ကဒီလိုပိုက်ဟောင်းနေပြန်ညက်လောက်လိုက်ဒီtrip bike ဟောင်းနေပြန်ပြဒါဘယ်လောက်ကြာသွားရောဒီကောင်ဘယ်နှစ်လောက်ရှိလဲ2လပေါ့2လလောက်ပဲရှိနောက်တစ်လဆိုရင်ဒီကူလို့ရနောက်တစ်လစကူလို့ရတယ်ကျေရွယ်ဒါဆိုရင်ဝါလာတော့ရှိပြီဗျ၄ကလာတော့ရှိမယ်နော်၄ကလာရှိတော့တယ်၄ကလာရှိတော့တယ်40 60တေကဆိုရင်40 60ရာဟိုလောက်ရှိ9ခွက်လောက်ရှိရှိတော့၄ကရှိမှာရှိမင်းဒီတဲ့အဝါတွေထားသေးလားပြားတွေထားသေးလားရှိဘောပါတကယ်တမ်းခဲညင်ကအဝါမလုံးနော်ဝုံမကူးစရာမလုံးနော်တကယ်တော့မလို့သူကစက်ပူလေးနေရှိတခါတော့သူကဟို hybrid ပြိုးပြီးသားလေပြိုးပြီးသားလို့ပို့ပြီးတော့ကောင်းတာဟုတ်ဒါပေမဲ့ဒီကထွက်တဲ့အသီးကိုဆိုတော့နောက်ပြန်ပြိုးလို့မရငါတို့စီကပုံမှန်ငါတို့ဟိုမှာဗာလဲငါတို့ပြားကြီးဟိုဟာဖြစ်တဲ့ထုတ်တဲ့ပြားရအဲ့ပြားကြီးထည့်လို့အဆင်မပြေတော့နော်ဟိုပြားမွေးရရှိလေအေးပြားမွေးအဲ့ကောင်တွေထည့်လို့ရတော့လားရတာပေါ့အဲ့ဒီပြားမွေးမြူလုပ်ငန်းလောက်တာရှိပါသူကအဲ့လိုနယ်လက်ပြီးတော့ပြားပုံးတွေလိုက်ချလေအေးဟုတ်အဲ့ဒါဆိုလို့ရှိရင်တချို့တော့နေကြကင်းလို့ပါလို့ဆိုငားလို့ရကွာသူတို့လာဖို့ထားလိုက်ရချေကြီးလောက်ကောင်းအောင်လောက်တဲ့ပြင်လောက်တဲ့ပြင်ပဲအတက်ဆိုဘယ်လောက်ရှိလို့ရှိတယ်ဒါမဲ့ဘယ်လိုခင်းနေရဘယ်လိုနောက်ဆုံးတန်းနေတိတ်မဖြစ်ဘူးလောကဓာတ်နဲ့ရှင်းနေတယ်ဒီဆိုဟုတ်ပါဟုတ်ဟိုဟာ
ဘာငါငါဝင်နေတယ် ဒါမင်းဝင်တဲ့မင်းဝင်တဲ့ဒီကံမလုံးပေါ့ဝမ်းကံမလုံးဝမ်းကံမလုံး ငါကဒီကောင်နဲ့တော့အောက်မှာတားမရှိဘူးဒီကတန်းဆိုလို့ရှိရင်တက်ကြီးရှိ ဒီကောင်အခုလုံးဆရာကြီးကဘာလောက်အောင်ဒီကောင်အတက်ချွေနဲ့အတက်ဖက် ဒီအခုန အတက်ဖက်အညွန့်နေအားမရှိ ဘေးလက်လေးဖဲ့ပြီးတော့ဒါလေးလည်နေပြောပြီးတော့ဘာလို့ကြ ခဲညင်ပဲတစ်ခါ အ မှ မှန်ဒီ site လောက်ငါတို့တရက်လောက်ကြော်သွားတယ်ဟောက်တက်လေးနဲ့ ဒီကောင်ဟိုဖြစ်တယ်ဒီတော့ဝယ် တက်ဝယ်ရ တက်ဝယ်ထားတယ်အာ အပြင်မှာဖြစ်လေလို့ညံ့ညံ့ပြီးတယ် အပြင်ကဒါအဆုံးထိတက် ဟာဘယ်ကမှလို့ အောက်ကိုပြန်ဆွဲချ မဟုတ်လေအပြင်ကရှေ့လာလို့ရှိရင်ဟိုမှာဟိုကျိုးလုံးကနေတကောင်လောက်กว่าလို့ရှိရင်ဆက်လိမ်လို့မရတော့ဘူးလိမ်လို့မရတော့အဲ့အရေးကျိုးလုံးဟိုဘက်မှာတော့ရှိအရေးချပြီးတော့ဒီဘက်ကအကောင်ကိုဟိုဘက်ကိုင်းပို့လိုက်ဒီရကောင်နဲ့ဟိုဘက်ကိုစုပ်တော့ဒီကောင်နဲ့ဒီလာပြီးတော့ဒီလိုဒါမိုးလာမှာ တပတ်ပြန်တယ် အဲ့လိုလေပါဒီပင်ရပဲလို့ရှင်မင်း ဟိုဘက်ဒီဘက်တက်ဟိုဘက်အဆွန်အောင်ကြတော့ဘယ်လိုဖြစ်သွား ဟိုဘက်ဆုံးထိတ်ကလည်းဒီဘက်ကိုပြန်လာအဲ့လိုဒီလိုမျိုးပတ်သွားအဲ့ဆိုဒီထိတ်မှာဟိုမှာဒီကကောင်ဒီလိုမျိုးပတ်သွားဒီကကောင်ဟိုဘက်ဆက်သွားဒါမို့လေပါ ပြင်ဒါဆိုရင်ဘယ်နှမီတာ10မီတာ2မီတာဒါဆို4မီတာလောက်မြင့်နော် နင်းအဲ့လိုအလုံးတရားအိစာလောက်ထီ အဲ့လောက်ထိသွားတယ်ဟော ဒီကဟိုလိုအလုံးဒီလိုအလုံးကြီးတွေဆိုလို့ရှိရင်တော့အဲ့လောက်ထိတ်ရလို့ရှိရင်ခေါင်းတွေဖြတ်ပလိုက်ရဒီကဘယ်လောက်လောက်ဟိုပါဖြစ်တော့9လ 9လောက်ခူရတယ်9လောက်ခူ3လနေစခူ9လောက်နေ အဲ့တခါလေးကြောက်လဲလို့ဈေးဘက်ပေါ်မူတည်ရောပေါ့သူဈေးကောင်းနေဆိုလို့ရှိရင်တော့ ထပ်ပြီးထား ထပ်မွေးရ ထပ်မွေး မွေးထားပြီအဲ့ကြရင်အတက်တွေမချိုးဘူးကွာအဲ့လိုမျိုးဒါပေမဲ့ဈေးလည်းတိတ်မကောင်းပါဘူးဆိုလို့ မင်းမျက်နှာလေးထည့်ရလိုက် အကုန်လုံးဟိုဖြတ်ပလိုက်တာပေါ့ဒါကြီးအပင်ကျလာပြီဆိုဈေးကွက်လည်းမကောင်းတော့ဘူးလို့ရှိရင်ဘယ်လိုခေါင်းနဲ့ဖြတ်ပလိုက်ဒီထိတ်တွေဖြတ်ပလိုက်တော့အပင်ကမတက်တော့ဘူးကွာအမှအပြီးရဲကိုအားပြန်ဖြည့်တယ်ဒီကောင်နည်းနည်းကြာသွားလို့ရှိရင်ကျတော့အသီးလုံးလေးတွေသေးလာလေသေးလာပြီးတော့ဒါကဟိုချဲအသီးမှအားမရှိတာဗောနော် အသီးပဲအားမရှိတော့ဘူးကွာအပင်ကအိုသွားတော့အပင်အတွက်ပဲအားယူသွားနောက်ကျတော့ချယ်ရီမျိုးဆိုလို့ရှိရင်ကြပါလို့ဒီဆောင်းနှင်းမိုင်းပါတော့ဆောင်းနှင်းမိုင်းတော့ပါလို့ဆိုလို့ရှိရင်အသီးမညီရာဖြစ်တယ်ကွာအမေအသီးပေါက်ဖလေးအဲ့လိုမျိုးလေးဖြစ်